ထွက်သွားခွင့်ပြုပေးလိုက်လို့နာကျင်တယ်ဆိုတာမာနကြောက်စိတ်အထီးကျန်မှုလက်မခံမှုတွေကြောင့်လူတွေကကြောက်ကြတယ်ဘယ်သူဘယ်အရာဘာကြောင့်ပဲဖြစ်ဖြစ်ဆွဲမထားပါနဲ့တစ်ခုခုကိုသင်ဆွဲထားရင်တရားအားထုတ်ဖို့ကနှောက်ချက်ဖြစ်နေမှာပဲတချို့အရာတွေကဆွန့်လွတ်လိုက်ရင်ခဏတော့ခံစားရတယ်ဒါပေမဲ့နောက်ကျရင်သင်အတွက်ကအကျိုးရှိလာတယ်လူတွေကလည်းဒီလိုပဲဆွန့်လွတ်တတ်မှဖတ်သွားခွင့်ပြုမှဘယ်အရာပဲဖြစ်ဖြစ်ဆွဲမထားတတ်မှသင်ကလွတ်မြောက်ပြီးအထီးကျန်မှာပဲသင်ကတရားနဲ့ချိတ်ဆက်ရမှာပဲသို့မဟုတ်သင်စိတ်ကသင်ကိုအပြင်လောကမှာအမြဲတမ်းချိစေခြင်းတာအပြင်မှာဘာမှမရှိပါဘူးအရာအားလုံးကအဖြစ်ပြက်တွေပါပဲလူတွေအကြောင်းပြောရရင်တော့သင်ကိုလည်းတယောက်ယောက်ကထားသွားရင်နားလည်ပေးလိုက်ပါသင်ရဲ့ကျေးဇူးစေတနာမေတ္တာကိုနားမလဲပဲသင်ကိုထားသွားရင်သင်အတွက်ကပိုကောင်းပါတယ်သင်ကိုတန်ဖိုးမထားတဲ့နေရာမှာသင်ဘလောက်ပဲကြာနေပါသင်စိတ်ချမ်းသာမှာမဟုတ်ပါဘူးသင်အတွက်ရှိနေတဲ့အရာကသင်ကိုဘယ်တော့မှထားမသွားပါသင်အတွက်မဟုတ်တဲ့အရာကဘယ်လောက်ပဲဆွဲထားပါထွက်သွားမှာပဲဒါကြောင့်သင်ရဲ့ဝိညာဉ်နဲ့စိတ်ကလွတ်လပ်ဖို့လိုအပ်ပါတယ်သင်ကတနေ့နေ့နောက်လှည့်ကြည့်ရင်တချို့လူတွေသင်ကိုထားသွားတာသင်ဘဝကိုပူကောင်းစေပါတယ်သင်ကိုစိတ်နာအောင်လုပ်ပေးခဲ့တာမဟုတ်ပါဘူးသင်ကိုခိုင်းမစေဖို့အတွက်သင်ခန်းစာပေးခဲ့တာပါသင်ဘဝကိုချစ်ဆက်တက်ဖို့လေကားတစ်ခုဖန်တီးပေးခဲ့တာပါဒါကြောင့်သင်ကိုပြစ်ထားသွားတဲ့လူကိုမမုန်းပါနဲ့ဒေါသလည်းမထွက်ပါနဲ့ဗျာဘာလို့လဲဆိုရင်သင်စိတ်နဲ့လက်ကနေရလွတ်မှပဲအသစ်တွေကိုပြန်ယူနိုင်မှာပါမလိုအပ်တဲ့အဟောင်းတွေနဲ့သင်မှနေရပြည့်နေရင်အသေးရဖို့ကမလွယ်ပါဘူးသင်စိတ်ကိုခြံစည်းရိုးခတ်ထားတဲ့တန်ရောစင်တွေကိုဖြတ်လိုက်မှပဲဘဝရဲ့ခရီးကိုချစ်ဆက်နိုင်မှာပါဘဝရဲ့ခရီးကအရန်ရှိတယ်လှလဲလှပါတယ်ဗျာအဓိပ္ပာယ်လည်းရှိသလိုတရားကိုလည်းသင်ရယူနိုင်ပါတယ်မိုးချုပ်တိုင်းသင်စိတ်မညစ်ပါနဲ့မနှက်ဖြန့်မိုးလင်းသလိုသင်ဘဝကိုလည်းအမြဲတမ်းတရားအားထုတ်ဖို့အခွင့်အရေးပေးနေတာပါသင်စိတ်ကနူးညံ့သလိုလူတိုင်းကိုရှင်ဘက်ထက်မှနေရာပေးခဲ့တာပါဒါပေမဲ့ဘဝရဲ့သင်ခန်းစာကသင်ကိုသင်ပေးပါတယ်လူတိုင်းကိုသင်နှလုံးသားထဲမှာနေရာပေးသင့်တယ်လို့မပေးပါနဲ့လူတိုင်းကချစ်ရှင်မေတ္တာနဲ့မတန်ပါဘူးသင်စဉ်းစားရမှာကတန်ရောစင်တိုင်းမမြဲပါဘူးလူတိုင်းကသင်ဘဝမှာကောင်းမယ်လို့မထင်ပါနဲ့သင်ဘဝမှာခွင့်လွှတ်နားလည်ပေးလိုက်တာကလူတိုင်းမလုံနိုင်ပါဘူးသင်အထီးကျန်မယ်လို့တော့မထင်ပါနဲ့သင်အထီးကျန်ပြီးမှပဲတရားပေါ်ပေါက်လာတာပါပတ်ဝန်းကျင်ကိုလည်းဂရုစိုက်နေသေး၍သင်တရားအားထုတ်လို့မလွယ်ပါဘူးသင်ပျော်ရွှင်မှုတာယာမှုကသင်နဲ့ပဲဆိုင်တာပါသူများတစ်ပါးလာပြီးသင်စိတ်ကိုကစားသွားလဲခဏပါပဲပြောင်းလဲမှုကသင်လဲပြီးပြန်ထားနိုင်တာကအဓိကပါပဲသူများပြောင်းလဲသွားလို့သင်ကိုထားသွားလို့စိတ်မညစ်ပါနဲ့ဘာမှမရှိတဲ့ရေတစ်ခွက်ကပဲရေပြန်ဖြည့်လို့ရတာပါနေရာလွတ်နေတဲ့စိတ်ကပဲတရားကိုဖြည့်သွင်းနိုင်တာပါတရားအထုတ်နိုင်တာပါလွတ်နေတဲ့နှလုံးသားပဲချစ်ချင်းမေတ္တာကိုလက်ခံနိုင်တာပါလူတိုင်းကိုခွင့်လွှတ်နားလဲပေးနိုင်မှာပဲသင်ဘဝကအခွင့်အရေးပေးသလိုပဲထွက်သွားခွင့်ပေးလိုက်ပါထွက်သွားခွင့်ပေးလိုက်တဲ့လူကသင်ရန်သူမဟုတ်ပါဘူးသူ့ဘဝခရီးကိုသူချစ်ဆက်သွားတာပါခရီးဆိုတာတယောက်နဲ့တယောက်ကမတူပါဘူးလမ်းလည်းမတူသလိုပန်းနိုင်လည်းမတူကြပါဘူးသူများမှားတယ်ကိုမှန်တယ်လို့မထင်ပါနဲ့အဲ့လိုထင်လိုက်တာနဲ့သင်စိတ်ကနာကျင်မှာပဲမှတ်ထားပါလူတွေကသင်နားလဲပေးနေတဲ့အချိန်ထိပဲသင်နာပါနေနေတာပါသင်နားလဲမပေးတဲ့အချိန်ဆိုရင်သူတို့ကမရှိတော့ပါဘူးဒါပေမဲ့လူတိုင်းကနားလဲမှုမရှိတာကဆိုးတယ်ဒီဘဝမှာသင်လှုပ်ထိုက်တာကိုပဲအရေးကြီးဆုံးထားပြီးတော့တရားကိုပဲဦးစားပေးပါအခုပြောချင်တာကအခွင့်အရေးရတော့လေတရားအားထုတ်ပါကြိုးစားပါမှန်အောင်နေပါခွင့်လွှတ်ပေးပါနားလည်ပေးပါပြောစရာတွေတော့အများကြီးရှိပါတယ်ဒါပေမဲ့ဗီဒီယိုကအရင်ရှေ့သွားရင်လေအခုခေတ်ကလူတွေကစိတ်ရှိထားပြီးဘယ်သူမှနားထောင်ပေးကြမှာမဟုတ်ဘူး
ဒီလောက်နဲ့ပဲဒီနေ့အဆုံးသတ်ပါရစေအားလုံးကျေးဇူးတင်ပါတယ်